ဒီကိုကလည်းဗျာစိတ်ငါနေကြတယ်ကျွန်တော်လာဆိုအဲ့လောက်ခဲ့ပါဒါကျွန်တော်ချိန်နေအများကြီးပြီးစောက်ထားခဲ့ရတဲ့အိမ်ကြီးဒီမှာတော့ဆက်မတွေ့လို့ကျွန်တော်ကဘာမှမရှိဘူးဒီလိုပုံစံနဲ့ဘယ်လိုလဲရှိလိုက်မယ်လေအဲ့တော့ဒီမှာဒါတကားလေးကိုဘိုးလို့ဖြစ်တဲ့တကားပေါ့ဟုတ်လားလူပိတ်သွားတယ်ကျွန်တော်လူပဲပိတ်ရတယ်ဒါမိုင်းဝင်ဒါမိုင်းဝင်လေးရှိလိုက်မယ်ဒါမိုင်းဝင်မှာတကားဖွင့်လိုက်ဒီတကားလေးပြန်ပြန်ဘယ်ရောက်သွားလဲဘီးဘိုကြာဒါရှုပ်ပပလေးတွေတို့ကြရလားအဲ့ဒီတစ်ခါထပ်သွားမလားတစ်ခါဒီမှာတစ်ခါတစ်ခုထပ်ရှိတယ်ဒီကနေတစ်ခါနှဖုံးလေးကမြည်တယ်များနော်ဒါအပိုင်း1အဲ့ဒီရိုက်ခွင့်ရတယ်ဒီမှာတနေရာထပ်ရှိတယ်ရပါလေရှိရပြပါလေးတွေတစ်ချက်တည်းအဲ့ပဲတစ်ချက်တည်းပဲဒီမှာတင်ရအောင်နော်ဟုတ်လားဆက်အဲ့ဒီဘိုးကြီးကတော့ကျွန်တော်ခဏရက်ပါတယ်ပြီးတော့ဒါဆိုတော့ကျွန်တော်အပြင်ရောက်လာပါပြီဒီကတော့အပိုင်း2မှာပြောပြရပါမယ်ကျွန်တော် subscribe တော့လုပ်ခဲ့ပြီပါကျွန်တော်ဒီမှာဘာသာရေးအဲ့ဝန်နဲ့ပက်လက်ရေးရတဲ့စာလေးလက်ထပ်ကြည့်ဒါကျွန်တော်နဲ့တူလိုက်ကြစို့မိုင်းတွင်းလေးချင်းမခိုင်းဒီစာလေးတော့ please subscribe ဒီဖတ်ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒါနေရစတော့ကဲဒါဆိုတော့ကျွန်တော်တို့ရဲ့ mind ရင်းပေါ့နော်ဒီကနေခုန်ချလိုက်အတော့လုပ်ကြတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ရဲ့ mind ရင်းမျိုးဖြစ်ပါလေကြည့်ရှုမှုပဲကျေးဇူးပါစဆုံးတိလည်းလိုက်ပါကြည့်ရှုပြီးရဘရိုတို့တယောက်ကျေးဇူးတယ်ဆိုကျေးဇူးတူပဲတည်ရှိပါလေ